ပြည်တွင်းမှာသုံးစွဲနေတဲ့ယာဉ်အမျိုးအစားမျိုးမျိုးကိုစတင်မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ရက်ကစပြီး2025ဒီဇင်ဘာ31ရက်ထိယာဉ်အစီးရေ9.6 တန်းဝန်းကျင်ကိုမှတ်ပုံတင်ခွင့်ပြုထားတယ်လို့သိရပါတယ်။ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကဒီဇင်ဘာ31ရက်ရက်စွဲနဲ့ထုတ်ပြန်တဲ့အဲ့ဒီစာရင်းမှာယာဉ်အစီးရေ55,9,984 စီးကိုမှတ်ပုံတင်ခွင့်ပြုပေးထားတယ်လို့ဖော်ပြထားပါတယ်။မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ထဲမှာပုဂ္ဂလိကပိုင်တဲ့ယာဉ်အစီးရေ55,108,873 စီးရှိနေပြီးအစိုးရပိုင်ယာဉ်အစီးရေ9,9,981 စီးရှိတယ်လို့သိရပါတယ်။လောင်စာဆီမျိုးစားအလိုက်စာရင်းကိုကြည့်ရင်တော့ဓာတ်ဆီစွမ်းအင်သုံးယာဉ်အစီးရေ9,8,500 စီးဒီဇယ်စွမ်းအင်သုံးယာဉ်အစီးရေ9,6,455 စီး CNG စွမ်းအင်သုံးယာဉ်အစီးရေ14,485 စီး LPG စွမ်းအင်သုံးယာဉ်အစီးရေ89 စီးရှိတယ်လို့သိရပါတယ်။လက်စစ်စွမ်းအင်သုံး EV ကားအစီးရေ3,209 စီးရှိပြီး Hybrid Vehicle HV အစီးရေ4,651 စီးကိုလည်းမှတ်ပုံတင်ခွင့်ပြုပေးထားပါတယ်။မှတ်ပုံတင်ခွင့်ပြုထားတဲ့ယာဉ်အမျိုးအစားလိုက်စီးရင်ကိုကြည့်ရင်တော့လူစီးရင်ခရီးသည်တင်ရင်ကုန်တင်ဝန်ပေါ်နဲ့ဝန်လေးအစီးရေ17,9,3,825 စီး2ပိန်းနဲ့3ပိန်းတက်ထော်လာကြီးအစီးရေ43,9,8,822 စီးစက်ရန်တရားအစီးရေ2,919 စီးနဲ့ကုန်တင်နောက်တွေ23,418 စီးကိုမှတ်ပုံတင်ခွင့်ပြုပေးထားတာပဲဖြစ်ပါတယ်ရှင်။